အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်နေပြီးတော့ကျွန်တော်တို့ဆိုင်မှာရောင်းတဲ့ပတ်မီခောက်ဆွဲလေးကျွန်တော်လုပ်ပြပေးတော့ဖြစ်ပါတယ်ဒါကတော့ပတ်မီခောက်ဆွဲကတော့တရုတ်လိုပါမြင့်လို့ခေါ်ပါတယ်ဒီခောက်ဆွဲနာမည်ကတော့ဒါကတော့ Facebook အလုံးလေးဖြစ်ပါတယ်ကျွန်တော်အခုလက်ရှိပြုတ်ထားတယ်ပေါ့နော်3မိနစ်လောက်ပြုတ်လို့ရှိရင်သူကတော့လူးပါတယ်ကြက်ပါတယ်ပေါ့နော်အခုကတော့ကျွန်တော်စောနဲ့မလို့ဝေရကျွန်တော်စောလေးနဲ့ကျွန်တော်လုပ်လိုက်တာဖြစ်ပါတယ်ဒါလည်းစောရည်လေးနဲ့ဟင်းရွက်လေးနဲ့ပါဘေးဆွတ်မဆိုလုပ်လို့ရပါတယ်နော်ခောက်ဆွဲလို့ရှိလို့ရှိရင်ဒီခောက်စစ်ကိုလက်နဲ့နေပြီးတော့ဂျုံမုံကိုလက်နဲ့နေပြီးတော့ကိုယ်တိုင်လုပ်လို့ရပါတယ်အိမ်မှာချက်စားရင်အရန်မှလွယ်တဲ့ခောက်ဆွေမျိုးပါကျွန်တော်ကတော့အခုကြက်ပြီးဆိုတော့ကျွန်တော်နေပြီးတော့ခွက်ထည့်ကိုကျွန်တော်စောရည်တွေကိုလောင်းထည့်ပေးပါမယ်ဟင်းရွက်နာမည်ကတော့ကြက်သားရွက်လို့ခေါ်ပါတယ်ကြက်သားရွက်ကဒီတိုင်းပဲစောရည်နဲ့ရွက်ပြုတ်လိုက်ရင်ရပါတယ်နော်ဒါကြောင့်နေပြီးတော့ကျွန်တော်တို့မိတ်ဆွေတို့ကကိုယ်တိုင်ချက်ပြုတ်စားတောက်ရှင်တယ်ဆိုလို့ရှိရင်ဒီခောက်ဆွေလေးကအိမ်မှာနေပြီးတော့အလွယ်တကူကိုဈေးကိုချက်လို့ကောင်းတဲ့ခောက်ဆွေမျိုးပါနော်ခက်ခဲပစ္စည်းတွေမပါဘူးဂျုံမုံလေးဝေပြီးတော့ကိုယ့်အကူနေပြီးတော့အပြားလေးလုပ်ပြီးတော့ခောက်ဆွဲလေးလုပ်လိုက်လို့ရှိရင်ရေမှာ3မိနစ်လောက်စီးပြီးပြုတ်လိုက်လို့ရှိရင်ရပါပြီပေါ့နော်အားလုံးပဲ bye bye